အားလုံးပဲမင်္ဂလာပါတခါတော့ကတော့တနေရာမှာနတ်သားနတ်သမီးတေးသေးလေးတွေနေထိုင်ကြပါတယ်သူတို့လေးတွေကဖီစီအမုံလေးတွေမရှိပဲမပြန်တန်းနိုင်ကြပါဘူးဒါကြောင့်တနေ့တစ်ချိန်နတ်သမီးဘရင်မကမျိုးနွယ်စုတစ်ခုတွေကနတ်သမီးတစ်ပါးကိုရွေးပေးရပါတယ်ရွေးချယ်ခံလိုက်ရတဲ့နတ်သမီးကခိုင်ခန့်တဲ့တောင်ဝေးတစ်ခုပြုတ်လို့ပြီးတော့တောင်ဝေးပေါ်မှာလားကြောက်ကိုတင်ထားရပါတယ်လားကြောက်ကထွက်လာတဲ့အပြာရောင်လေးနှန်းတွေကနေဖီစီအမုံကိုရရှိကြတာပဲဖြစ်ပါတယ်မကြခင်မှာလေလာပညာရောက်တော့မှဖြစ်တာကြောင့်နတ်သမီးဘရင်မနဲ့နတ်သမီးမေရီတို့ကတင်ကာမျိုးနွယ်စုကတင်ကာဘဲဆိုတဲ့နတ်သမီးလေးကိုတောင်ဝေးပြုတ်လို့ဖို့အတွက်ရွေးချယ်လိုက်ကြပါတယ်တင်ကာဘဲဟာနတ်သမီးအားလုံးထဲမှာဆက်ဆက်ကျဲအငြိမ်မနေနိုင်တဲ့သူတွေဖြစ်ပါတယ်ဒါကြောင့်နတ်သမီးဘရင်မနဲ့နတ်သမီးမေရီတို့ကတင်ကာဘဲကိုခေါ်လိုက်ပြီးတော့တလိษံနတ်သားနတ်သမီးအလင်းနတ်သားနတ်သမီးရေနတ်သားရေနတ်သမီးနဲ့ဥယျာဉ်နတ်သားနတ်သမီးတို့ပြုလုပ်ခဲ့ကြတဲ့တောင်ဝေးတွေကိုပြလိုက်ပြီးတော့ဒီနေ့မှာတော့တင်ကာဘဲနတ်သမီးတွေပြုလုပ်ရမယ့်အလေးဖြစ်တယ်လို့ပြောလိုက်ပါတယ်တင်ကာဘဲလေတောင်ဝေးတွေကိုမြင်ပြီးတော့အံ့ဩသွားခဲ့ပြီးတောင်ဝေးကိုအကောင်းဆုံးပြုလုပ်ပေးပါမယ်လို့ပြန်ပြောခဲ့ပါတယ်ဒီလိုနဲ့နတ်သမီးမေဒီလေတင်ကာဘဲကိုအပြာရောင်လားကြောက်ကိုလည်းပေးခဲ့လိုက်ပါတယ်နတ်သမီးမေဒီဟာတင်ကာဘဲကိုအပြာရောင်လားကြောက်ဟာအလွန်နူးညံ့တာကြောင့်ဖြည်းဖြည်းလေးကြိုက်မှုလည်းပြောလိုက်ပါတယ်ဒီလိုနဲ့တင်ကာဘဲလေအပြာရောင်လားကြောက်ကိုယူပြီးတော့ပြန်သွားခဲ့လိုက်ပါတယ်။အဲဒီချိန်မှာတင်ကာဘဲရဲ့တငယ်ချင်းဖြစ်တဲ့ Terry ဆိုတဲ့နတ်သားလေးကတင်ကာဘဲကိုတောင်ဝေးပြုလုပ်ပေးဖို့အတွက်သူပါကူညီခြင်းတဲ့အကြောင်းပြောလိုက်ပါတယ်။ဒီလိုနဲ့ Terry နဲ့တင်ကာဘဲတို့ဟာတောင်ဝေးကိုအတူတူပြုလုပ်ခဲ့ကြပါတယ်။ဒီနေ့မှာတော့ Terry ကတောင်ဝေးကိုမတော်တဆတိုက်မိသွားခဲ့ပြီးတော့ပျက်စီးသွားခဲ့ပါတယ်။တင်ကာဘဲလည်းစိတ်ဆိုးပြီးတော့ Terry ကိုအော်ထုတ်ပါတယ်။ Terry လည်းစိတ်မကောင်းဖြစ်ပြီးတော့ပြန်ထွက်လာခဲ့လိုက်ပါတယ်။ဒီလိုနဲ့တင်ကာဘဲလည်းနောက်ထပ်တောင်ဝေးတစ်ခုထပ်လုပ်ဖို့အတွက်ပစ္စည်းတွေရှာနေနေပဲအပြာရောင်လားကြောက်ကိုဝင်တိုက်မိပြီးတော့အပြာရောင်လားကြောက်ဟာအစိမ့်စိမ့်မော်မော်နဲ့ကြာခွဲသွားခဲ့ပါတယ်ဒီလိုနဲ့တင်ကာဘဲလေးနတ်သမီးမေရီကိုနောက်ထပ်အပြာရောင်လားကြောက်တစ်ခုရှိသေးလားလို့သွားမိခဲ့ပါတယ်နတ်သမီးမေရီကလည်းအပြာရောင်လားကြောက်ဟာနှစ်တရာမှာတစ်ခုသာတွေးရှိရကြောင်းပြန်ပြောခဲ့လိုက်ပါတယ်တင်ကာဘဲလေးစိတ်ထဲကျသွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲနတ်သမီးတစ်ပါးဟာတင်ကာဘဲတို့မန်နီယာမန်ပုံမြင်အကြောင်းကိုပြောပြခဲ့ပါတယ်မန်နီယာမန်ကလူရာစု၃ခုတောင်းနိုင်ပြီးတော့စေကူးရင်ကဘာရဲ့မြောက်ဖက်ကျွန်းပေါ်မှာရှိတဲ့သင်္ဘောပြက်ကြီးထဲမှာတည်ရှိနေခဲ့ပါတယ်အဲ့ဒီကျွန်းကိုသွားမယ်ဆိုရင်တော့ကြောက်ခုံးလို့ခေါ်တဲ့မင်းစာတရားကိုဖျက်ပြီးတော့သွားမှာဖြစ်ကြောင်းကိုတင်ကာဘဲလေးကြားသွားခဲ့ပါတယ်ဒီလိုနဲ့တင်ကာဘဲလေးကွေးသားရဲ့ပြောင်လားကြောက်ကိုပြန်ဆက်နိုင်မှုအတွက်မန်တရားမန်ကိုသွားရှာဖို့အတွက်လုပ်ခဲ့ပါတယ်ဒါပေမဲ့ဖီစီအမုံကလုံလောက်မရှိရင်အဝေးကိုကြာကြာမပြန်တန်းနိုင်တာကြောင့်တင်ကာဘဲလေတခြားနတ်သမီးတွေစီမှာဖီစီအမုံကိုသွားတောင်းခဲ့ပါတယ်ဒါပေမဲ့အခြားနတ်သမီးတွေကလည်းသူတို့လည်းဖီစီအမုံသာမရှိရင်ပြန်နိုင်မှာမဟုတ်ကြောင်းကိုစိတ်မကောင်းစွာနေပြီးပြန်ပြောပြခဲ့ပါတယ်ဒီလိုနဲ့တင်ကာဘဲလေသူ့မှာအနေငယ်ရှိသေးတဲ့ဖီစီအမုံနဲ့မိုးပြန်ပူပေါင်းတစ်ခုပြုလုပ်ပြီးတော့မန်နီယာမန်ကိုရှာဖို့အတွက်ထွက်လာခဲ့လိုက်ပါတယ်ခရီးဆက်လာရင်လမ်းမှာဗလီလိုခေါ်တဲ့ပိုးဆုံးကျူးလေးတစ်ကောင်နဲ့တွေ့ပြီးတော့ဘိုးဆုံးကျူလီကလည်းမန်နီယာမန်ကိုကူရှာပေးဖို့အတွက်တင်ကာဘဲနဲ့လိုက်လာခဲ့ပါတယ်။တစ်ဖက်မှာတော့နတ်သမီးမေရီနဲ့အခြားနတ်သမီးလေးတွေကတော့လာပညာရောက်ဖို့နေ့ရက်ပဲလူတော့တာကြောင့်ပွဲလုပ်ဖို့အတွက်ပြင်ဆင်နေခဲ့ကြပါတယ်။အဲဒီချိန်မှာတင်ကာဘဲတို့ရဲ့မိုးပြန်ပူပေါင်းကတစ်ပင်နဲ့တိုက်မိပြီးတော့လေနောက်လွင့်ပါသွားခဲ့ပါတယ်။တင်ကာဘဲနဲ့ဘိုးဆုံးကျူလီကတော့တောရဲကိုပြုတ်ကျသွားခဲ့ပါတယ်။ဒီလိုနဲ့တင်ကာဘဲရဲ့ PC အမုတ်တွေနဲ့ Terry သူ့ကိုပြီးခဲ့မှုတွေတန်လိုက်အိမ်မြောင်နေလေပူပေါင်းနောက်ကိုပါသွားခဲ့ပါတယ်။တင်ကာဘဲလည်းပင်ပန်းပြီးတော့ဗိုက်စာနေခဲ့ပါတယ်။အဲဒီချိန်မှာဘိုးဆုံးကျူလီနဲ့ဘိုးကောင်လေးတွေကတင်ကာဘဲကိုရေနဲ့အစားတောက်တွေရှာပေးခဲ့ပါတယ်။ဘိုးကောင်လေးတွေကတင်ကာဘဲကိုကြောက်ခုံးလုံးခေါ်တဲ့မင်းစာတရားကိုလမ်းပြပေးခဲ့ပါတယ်။ဒီလိုနဲ့တင်ကာဘဲနဲ့ဘိုးဆုံးကျူလီတို့လည်း PC မုံတွေမရှိတော့တာကြောင့်လမ်းလျှောက်သွားခဲ့ကြရင်းနဲ့လမ်းမှာ Terry ပေးတဲ့တန်လိုက်အိမ်မြောင်လေးကပြုတ်ကျပြီးပျက်စီးနေတာကိုတွေ့သွားခဲ့ပါတယ်။တင်ကာဘဲလည်း Terry ကိုအော်ခဲ့မိတာကိုနောင်နှရပြီးတော့ဝမ်းနည်းနေခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ Terry ကစိတ်မကောင်းဖြစ်နေခဲ့ပြီးတော့တင်ကာဘဲကိုပြန်တောင်းပန်မှုအတွက်တင်ကာဘဲရဲ့အခန်းထဲကိုသွားခဲ့လိုက်ပါတယ်။ဒီလိုနဲ့ Terry လည်းကြာကွဲသွားတဲ့အပြောင်လားကြောက်ရဲ့အပိုင်းစာတွေကိုတွေ့သွားခဲ့ပြီးတော့တင်ကာဘဲဟာမန်နီယာမန်ကိုသွားရှာတာကိုသိသွားခဲ့ပါတယ်။ Terry လည်းတင်ကာဘဲကိုကူညီပေးဖို့အတွက်ထွက်လာခဲ့လိုက်ပါတယ်။တစ်ဖက်မှာတော့တင်ကာဘဲနဲ့ဘိုးဆုံးကျူလီတို့ကမင်းစာတရားကိုရောက်လာခဲ့ကြပြီးတော့မင်းစာကြီးနှစ်ကောင်နဲ့တွေ့ပါတယ်။ဒါပေမဲ့မင်းစာနှစ်ကောင်ကလည်းအချင်းချင်းစကားများနေကြတာကြောင့်တင်ကာဘဲတို့လည်းမင်းစာတရားတွေကိုခိုးဝင်သွားနိုင်ခဲ့ပြီးတော့စေကူးရင်ကဘာရဲ့မြောက်ဘက်ကျွန်းကိုရောက်လာခဲ့ကြပါတယ်။ဒီလိုနဲ့တင်မောပြက်ကြီးတွေကိုဝင်သွားလိုက်ပြီးတော့ရှောက်ကြည့်ရင်လည်းမန်နီယာမန်ကိုတွေ့သွားခဲ့ပါတယ်။တင်ကာဘဲလည်းမန်နီယာမန်ကိုကြည့်ပြီးတော့ဆူတောင်းဖို့လုပ်နေချိန်မှာပဲဘိုးဆုံးကျူလီကမှန်သားရောက်လာခဲ့တာကြောင့်ဘိုးဆုံးကျူလီကိုခဏတိတ်တိတ်နေပြီးလို့ပြောလိုက်မိပြီးတော့ဆူတစ်ခုတောင်းမိသွားခဲ့ပါတယ်။တင်ကာဘဲလည်းစိတ်ထဲကျသွားခဲ့ပြီးတော့ Terry ကိုသတိရနေခဲ့ပါတယ်။ဒါကြောင့်မန်နီယာမန်ကိုကြည့်ပြီးတော့ Terry သူ့နားရောက်လာပါစီလို့ဆူတောင်းခဲ့လိုက်ပါတယ်။ဒီလိုနဲ့ Terry လည်းရောက်လာခဲ့ပြီးတော့တယောက်ကိုတယောက်တောင်းပန်နေခဲ့ကြပါတယ်။အဲဒီချိန်မှာကျွမ်းမိတ်စာရီတွေရောက်လာခဲ့ပြီးတော့သူတို့ကိုလိုက်ကိုက်ကြပါတယ်။တင်ကာဘဲတို့လည်းကျွမ်းမိတ်စာရီရဲ့လက်ကထွက်ပြေးခဲ့ပြီးတော့လွတ်မြောက်လာခဲ့ကြပါတယ်။သူတို့ရဲ့မိုးပြန်ပူအောင်ကိုပြန်တွေ့သွားခဲ့ကြပါတယ်။ Terry ကပျက်စီးသွားတဲ့တောင်ဝေးပိုင်းစာတွေကိုယူလာခဲ့ပြီးတော့တင်ကာဘဲကိုပြလိုက်ပါတယ်။တင်ကာဘဲလည်း Terry ကိုတောင်ဝေးကိုအတူတူလုပ်ဖို့အကူအညီတောင်းခဲ့လိုက်ပါတယ်။တစ်ဖက်မှာတော့နတ်သမီးတွေကလည်းလာပညာရောက်လာတာကြောင့်ပွဲအတွက်ပြင်ဆင်နေခဲ့ကြပြီးတော့နတ်သမီးမေရီကတော့တင်ကာဘဲရောက်မလာသေးတာကြောင့်စိတ်ပူနေခဲ့ပါတယ်
အဲ့ဒီချိန်တင်ကာဘေးတို့ရဲ့မိုးပြန်ပူပေါင်းကပွဲကင်းထဲကိုရောက်လာပါတယ်အားလုံးကလည်းတင်ကာဘေးတို့ကိုတွေ့ပြီးတော့အံ့ဩနေခဲ့ကြပါတယ်ဒီလိုနဲ့တင်ကာဘေးကအပြန်အောင်လားကြောက်ရဲ့စိတ်ပိုင်းနေနဲ့ပြုလုပ်ထားတဲ့တောင်ဝေးကိုနတ်သမီးဘုရင်မကိုထုတ်ပြလိုက်ပြီးတော့ဆူတောင်းလိုက်တဲ့အချိန်မှာပဲအပြန်အောင်လေးနဲ့ညီများစွာထွက်ပေါ်လာခဲ့ပါတယ်လားကြောက်ရဲ့အပြန်အောင်လေးနဲ့ညီကနေပြီးတော့ဖီစီအမုံတွေအများကြီးကျလာခဲ့ပါတယ်နတ်သမီးဘုရင်မကလည်းအရင်နှစ်တွေကဒီလောက်များတဲ့ဖီစီအမုံတွေမတွေ့ခဲ့ဘူးကြောင်းပြောပြီးတော့အံ့ဩနေခဲ့ပါတယ်နတ်သားနတ်သမီးတွေအားလုံးကလည်းဖီစီမုံနေအောင်မှာပျော်ရွှင်နေခဲ့ကြပါတယ်။နတ်သမီးဘုရင်မကလည်းတင်ကာဘိန်းနဲ့ထေရီဘိုးဆုံကျူလေးပလစ်တို့ကိုဂုဏ်ပြုပေးခဲ့လိုက်ပါတယ်။ဒီလိုနဲ့အားလုံးကပျော်ပျော်ရွှင်ရွှင်နဲ့ပဲပွဲကိုကျင်းပခဲ့လိုက်ကြပါတယ်။